အယိုးပြုတ်လေးတောက်ချင်တယ်လို့ပြောလိုက်တာဈေးရှိတကူးတကွာသွားဝယ်ပြီးတော့ဝယ်လာတဲ့အယိုးပေါ့နော်အယိုးဆိုတဲ့အတိုင်းပဲအသားလုံးဝမပါပါဘူးကြည့်ရောအယိုးပြုတ်ကိုကြည့်ရတယ်မစားနိုင်တော့လို့ရှိတာလေးလို့စားပါမယ်ဒါကတော့အတော်အရင်ကြော်ထားပေးတယ်ငရုတ်တီးနဲ့ပဇွန်ကြော်တာပေါ့နော်ပဇွန်ကလည်းအများကြီးမရှိတော့ဘူးအမ ready made မုံထုတ်တွေထက်ခောက်ဆွဲပြုတ်ထားပါမယ်ကလေးဘွားတော့ဆိုရင်ဒီ ready made ခောက်ဆွဲဆိုရင်နေမကောင်းမှစားရတယ်အဲ့တော့ဆိုရင်နေမကောင်းတာနဲ့စားချင်တာပဲအဲ့ဒီ ready made ခောက်ဆွဲတွေပဲအဲ့ဒါဆို150 200ပဲပေးရတယ်ကြီးလာတော့စိတ်ကြိုက်စားလို့ရတာပဲမဲ့လေကလေးဘွားတော့လို့အရသာမကောင်းတော့ဘောနော်ခောက်ဆွဲရမကောင်းတော့ဘူးကိုရီရဲ့အရသာရှာမကောင်းတော့ဘူးကလေးဘွားတော့စားရတာမရတော့ဘူးခုဆိုရင်မစားပြတော့တဲ့ညီပါပါပဲနည်းနည်းပင် crazy ဆိုတော့ကြတော့ဘာလေးစားစားနည်းနည်းပင်ပါမှနည်းနည်းပင်ရှိရဲ့ကဘာမှာပဲနေမယ်ဆိုရထဲရပါပဇွန်ရတော့ဟိုပုံထဲမှာပါတယ်လို့အကြီးနဲ့စားကြည့်ပေမဲ့လည်းရှိတဲ့ပဇွန်တေးသေးလေးနဲ့အရွက်ပြုတ်လေးနဲ့ထည့်စားပါတယ်အတော့ရဲ့ဝက်ရိုးပြုတ်ကြီးကစားလို့မနိုင်တော့လို့ပေါ့နော်ထားကြပါဦးရှင်မျက်နှာပြောင်နဲ့အင်ကြီးစုံလေးနဲ့